နေ့စဉ်ရက်ဆက်မရမလားအောက်မှာပြိနေတဲ့အရင်ကရှိခဲ့ရင်ပေါ်ထုတ်လို့ရအောင်တည်ဆုံးသွားခဲ့ရင်လည်းပြန်ပြီးတော့အလောင်းကိုရအောင်ကျွန်တော်တို့ဒီကအားညာမှာကျွန်တော်တို့အလုပ်လုပ်နေတယ်အဲ့တော့ပြောချင်တာကအလုပ်လုပ်ပါတယ်အဲ့တော့ဒီထဲမှာတော့မျိုးရှိကြတာပေါ့အပြည့်မြင်တဲ့လူရှိတယ်လူစားရမပြည့်လို့စိတ်ဆိုးပန်ဆိုရှိတယ်လူရှိမယ်အဲ့လိုအများကြီးပါပဲဗျာဒါကတော့လူရဲ့ကဘာဝကြုံတွေ့နေရတာပါကိုယ့်လိုစားရပြည့်ရင်တော့အဲ့လိုကိုယ့်လည်းလိုစားရမပြည့်ရင်တော့အဲ့လိုပြောကြဆိုကြရတာပဲကျွန်တော်တို့ကအဆောက်တစ်ခုဟိုဒီထွက်လာတဲ့အပိုင်းစားတွေပေါ်လာတဲ့ဒီပိုင်းစားဘယ်နေရာကဘာပြီးဘယ်နေရာမှန်ထွက်လာတယ်မှသူဒီနေရာဘယ်ပိုင်းစားမှာဘယ်နေရာမှာကာထားတဲ့မှန်စရတယ်ပေါ့ဗျာကျွန်တော်အသေးသေးရှင်းပြနေရတာပေါ့ဗျာအဲ့တော့တည်တည်ရေးအဖွဲ့တွေရှင်းလင်းရေးအဖွဲ့တွေကျွန်တော်တို့ဆောင်ရွက်ပြီးလုပ်နေပါတော့အပြည့်ပြည့်တော့အောက်ကခြေတွေကိုအကုန်ပေါ်ရဲအချိန်တွေတော့ရောက်တော့မှာပါဟုတ်ကဲ့ဟုတ်ကဲ့လုံးမမနာလုံးနေတော့ပြောနေလို့ပါကျွန်တော်လည်းပြင်မှပါတယ်ညဆိုလဲမိုးချုံမှစံနာကြီးတန်နာကြီးမှအေးရတယ်မနေ့လည်းအစိုးထားဒါပြီးဆောက်ရတယ်နောက်ဒီထဲမှာအဲ့ဒီရဲ့ပစ္စည်းကြံကြတာကိုမသမာတဲ့လူတွေလာပြီးမယူနေအောင်ကျွန်တော်တို့ကလူကြီးတွေအများကြီးနဲ့လည်းကျွန်တော်တို့လုပ်နေရပါတယ်တော့ဆောက်ရှောက်နေရပါတယ်ဒီရောမရအောင်ပါလုပ်နေရပါတယ်စိတ်ချနေပါကျွန်တော်တို့ရလာတဲ့အားလုံးကအစီအပြောလုပ်နေပါပါအခုဒီအဲ့ဒါကတော့ဒါတွေ့လာတဲ့မှာပိုင်းကဘယ်နေရာမှာရှိတယ်ဘယ်နေရာဟာဆိုတော့ပုံဆွဲပြီးတော့ပြနေရပါဗျာဒါရုရှားဖွဲ့ရပြည်ပဖွဲ့ရကျွန်တော်တို့လာမေးတယ်ဆိုကျွန်တော်တို့ရှင်းပြတယ်အဲ့လိုတွေပေါ့ဗျာကျွန်တော်တို့အဓိကရှိပြီးတော့အခြေအနေရအားလုံးကိုပြောပြတာအဲ့မှာသူတို့လည်းမလုပ်ချင်တဲ့ဒါဘယ်ရဆိုသူစဉ်းစားလို့ရတယ်ပုံလေးတော့အကုန်လုံးရှင်းရတာပေါ့ဗျာကျွန်တော်ပြောတဲ့မိုင်းလည်းဟုတ်တော့ပါကျွန်တော်ကတော့အမှန်တရားကိုပဲစိုက်ပါတယ်အမှန်တရားကိုပဲကျွန်တော်ပြောပြတယ်ပါကျွန်တော်ဘလူးပဲမလိုက်ပြီးပြောနေရတယ်ပေါ့ပါကြပါကျွန်တော်လုပ်နေရတဲ့ဒီတရားကိုလည်းဒီကဝေဖန်တဲ့လူတွေကိုပြစ်စာကြည့်ကြပါကျွန်တော်ပြောချင်တယ်ရန်ရတွေကတော့စေရောတောင်ရောမြန်ပြီးဖို့မြန်ပေါ်ပြအောင်ရဖို့အတွက်ကျွန်တော်တို့စိုးစားနေတော့ဒီနေ့တော့အောက်ခြေရှေ့နောက်ဘက်ချာအောက်ခြေကိုပေါ်ဖို့ဒီဇက်နေပါပြီနောက်ဖို့ဒီဇက်နေပါပြီလော်ဘီပေါ့ဗျာအဲ့ဒီတော့အဲ့ဘက်ကိုပေါ်ဖို့စိုးစားနေပါလေဒီဇက်တွေရောဒီရေးဖွဲ့ရောအကုန်လုံးအင်းအားနဲ့လုပ်နေပါလေအဲ့တော့စိတ်ချပါပြစ်မထားပါဘူးအစင်ပြေအောင်အတက်နေဆုံးအများဒါကြီးပြီးဆုံးတော့ကျွန်တော်တို့လူအင်အားရန်ရအင်အားတွေနဲ့အပြည့်အဝလုပ်နေတာပါဒါကြီးကတော့ကျွန်တော်တို့ရှိပါပထမဦးဆုံးကြီးမားမားကြိုတွဲလိုက်နေကြပါရေပေးပြီးပေးတော့မုံတိုင်းပေးဒါတွေကျွန်တော်တို့ကအတွေ့အကြုံကတော့ရှိတယ်ဒါတွေလည်းလိုက်ကျွန်တော်ကိုယ်တိုင်ကျဲခုတွေတကယ်လေးလောကလုပ်ပြီးထောက်ပံ့မှုဟိုမှာတော့ဒီဝင်လေကတော့ကျွန်တော်တို့ခုမှတွေ့ရတာပါဗျာတွေ့တဲ့ငလင်းပစ္စည်းပေါ်ကလည်းကျွန်တော်တို့ကိုကြီးမားပါတယ်ငလင်းတန်ကလည်းငလင်းကလည်းတအားကိုပြည့်တဲ့ငလင်းဖြစ်ပါတယ်လူရင်းတခိုင်တလာတူကြမှာဒီသတိထားလို့ရတဲ့အတွက်ချုပ်ကိစ္စပြီးတော့ချိန်ဆပြီးတိုင်ပင်ပြီးပညာရှင်တွေနဲ့တိုင်ပင်ပြီးလုပ်ကြတာပါကျွန်တော်တို့ကဘေးကနေပြောလိုအပ်တာပံ့ပိုးဖို့ပါရန်လျာဆက်ပစ္စည်းဆိုဌာနတွေဆိုင်ရာဆိုရရ